2026 ခုနှစ်ဧပြီလ12ရက်နေ့မှာရရှိလာတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစီရေးသတင်းကောင်းတွေများအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ကချင်ပြည်နယ်ဖားကတ်မြို့မရှိကထောင်ဆူတောင်းကုန်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်နဲ့ KIA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံသိရပါတယ်။မကွေးတိုင်းဒေသကြီးစေတုတ်တရာမြို့နယ်ရဲ့စစ်တပ်ကိတ်စခန်းတစ်ခုတော်လိုင်းပူပေါင်းတပ်တွေစီးနင်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းချို့တင်ဆက်နိုင်ခဲ့တယ်လို့ချင်းကာကွယ်ရေးတပ်အရှု CDF ကထုတ်ပြန်လာပါတယ်။ပဲခူးတိုင်းဒေသကြီးနတ်တလင်းမြို့မှာရှိတဲ့ကျေးရွာ3ရွာကိုစစ်ကော်မရှင်ဘက်ကလေကြောင်းနဲ့ပုံကျဲခဲ့လို့ပြည်သူ2ဦးသေဆုံးပြီးနေအိမ်40နီးပါးမီးလောင်ခဲ့တယ်လို့ကျေးရွာနဲ့နှီးဆက်သူတွေစီကသိရပါတယ်။သွားပြီခပ်ပြီမတော်တိုင်းတော့မတွေ့ရတော့နော်တော်တိုင်းဟိုတောင်းနေဟိုပါငါစိတ်ကြိုက်နေတာသွားပြီကွာတကယ်ရွာတော့သွားပြီကချင်ပြည်နယ်ဖားကတ်မြို့မှာရှိတဲ့ဒေသခံပြည်သူတွေနဲ့ဖားကတ်မှော်လဲတပိတ်အင်အားစုတို့ဦးဆောင်ပြီးဆရာနာရှင်စန့်ကျင်ရေးတကြံတန်ကြပ်တွေနဲ့တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ကသိရပါတယ်။မကွေးတိုင်း6မြို့နယ်ကုန်းကြီးပြူစောတီကျေးရွာကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်နဲ့ဝင်ရောက်တိုက်ခတ်ခဲ့တာမှာပြူစောတီ3ဦးသေဆုံးပြီးတနက်2လက်သိမ်းဆည်းရမိခဲ့တယ်လို့မကွေးခရိုင်တပ်ရင်းကထုတ်ပြန်လာပါတယ်။2026-2029ခုနှစ်မကုန်ခင်လက်ကျန်အဆုံးဖြတ်တိုက်ပွဲတွေကိုလက်စသိမ်းအောင်ပွဲခံနိုင်ရေးလုံးဝယုံကြည်ချက်နဲ့တိုက်ပွဲဝင်ကြဖို့ကိုအေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအမိန့်ပေးညွှန်ကြားထုတ်ပြန်လာပါတယ်။စကိုင်းတိုင်းပလဲမြို့နယ်ချောင်းကန်ကျေးရွာမှာအချမ်းဘက်စစ်ကောင်စီစစ်ကြောင်းကလူသားတိုင်းအနေနဲ့ဖမ်းဆီးသွားတဲ့ပြည်သူ3ဦးရက်ဆက်စွာတပ်ဖြတ်ခဲ့ပြီးတော့မြုပ်နှံထားတဲ့ရုပ်လောင်းတွေကိုပြန်လည်ရရှိခဲ့တယ်လို့ဒေသခံပြည်သူတွေထံသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်နန်းဖက်ကကျေးရွာမှာခီးတဲ့တင်ရင်တစီတိမ်းမှောက်မှုဖြစ်ခဲ့ပြီးတော့လူ6ဦးသေဆုံးခဲ့တယ်လို့ဖြစ်စဉ်သိရှိသူမျိုးသားတို့ပြောပြချက်အရသိရပါတယ်။ဧပြီလပထမပတ်အာရခတိုက်ပွဲတွေအတွင်းမှာစစ်ရှုံးနေပြီးထွက်ပြေးခဲ့တဲ့ကပစ16လောက်ခန့် .500 ကုန်းအနီးပတ်ဝန်းကျင်ကာကင်းစခန်းတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာအာရခတပ်တော် AA ထံလက်နက်ချအလင်းဝင်ရောက်ခဲ့တယ်လို့ AA သတင်းအရင်းမြစ်ကသိရှိရပါတယ်။မုံပြည်နယ်အတွင်းမှာရှိတဲ့အမှတ်8အာရှလမ်းမကြီးကိုပြည်သူတွေလုံခြုံစွာသွားလာနိုင်မှုအတွက်လုံခြုံရေးဆောင်ရွက်ပေးခဲ့တယ်လို့ Montblanc Army မှသတင်းထုတ်ပြန်လာပါတယ်။